မိုးရီမှာမှုမဆွဲအောင်ဘလို့ကာကွယ်ရမလဲအားလုံးမင်္ဂလာပါကျွဲဟိုက် property ကနေကြိုဆိုပါရစေမိုးရီမှာမှုဆွဲတာတော်တော်စိတ်ဖြတ်ဖို့ကောင်းနေရပဲဖြစ်ပါတယ်မကြခင်မှာဆိုရင်တော့မိုးရင်းကာလာလေးရောက်လာတော့မှဖြစ်တဲ့အတွက်ဒီအတွက်လေးကြိုတင်ပြင်ဆင်ထားဖို့လိုအပ်နေပြီဖြစ်ပါတယ်ဒါကြောင့်မိုးရင်းမှာကိုအသုံးပြုနေကြပစ္စည်းတွေမှုမတောက်အောင်ကာကွယ်ရမယ့်နည်းလမ်းလေးတွေကိုပြောပြခြင်းပါတယ်နံပါတ်1မှုတက်နိုင်တဲ့နေရာတွေကိုမှတ်ထားပါတင်အားတင်းရဲ့အိမ်ကိုမှုမတောက်အောင်လုပ်လို့မရပါဘူးဒါပေမဲ့မှုမတောက်အောင်ကာကွယ်လို့တော့ရပါတယ်ဘယ်နေရာတွေမှာမိုးဆွဲနေပြီလဲမြေအောင်ခန်းကကျမ်းမြင့်မှာလားစသဖြင့်မှတ်ထားပါမိုးဆွဲနိုင်လောက်တဲ့နေရာတွေကိုဥပမာစပရေးဖျန်းတာမျိုးနဲ့ကြိုတင်ကာကွယ်တဲ့ပစ္စည်းတွေသုံးပြီးတော့ကာကွယ်နိုင်ပါတယ်နံပါတ်2ရေမဆိုပါစေနဲ့ရေမဆိုနေရင်မိုးမတက်နိုင်ပါဘူးဒါကြောင့်ရေယိုနေတဲ့နေရာတွေရေဆိုနေတဲ့နေရာတွေကိုချက်ချင်းတန့်ရှင်းလုပ်ဖို့လိုပါတယ်ရေချောက်ဖို့မလွယ်တဲ့ကော်စောနဲ့ပရီဘောဂါတွေမှာတော့ရေဆိုသွားခဲ့ရင်ချက်ချင်းဖယ်ပစ်လိုက်ဖို့လိုပါတယ်ဒါပြင်အလုံးမအားလို့ဆိုပြီးတော့စုံနေတဲ့အဝတ်တွေကိုဝစ်လျှော်ဇက်ထဲမှာမထားခဲ့သင့်ပါဘူးမှုတက်ဖို့အရန်ကိုလွယ်ကူလို့ဖြစ်ပါတယ်နံပါတ်3ရေတယောက်ကိုပြုပြင်ပါမှုတက်ရဲ့အဓိကအကြောင်းရင်းတွေမှာရေတယောက်ကရေယူတာလေးတစ်ခုပါဝင်ပဲဖြစ်ပါတယ်မိုးရင်းမရောက်ခင်မှာရေတယောက်ကိုတန်ရှင်းလုပ်ပေးပါတကယ်လို့လိုအပ်တဲ့ဆိုရင်ပြုပြင်သင့်ပါတယ်နံပါတ်4လေဝင်လေထွက်ကောင်းအောင်လုပ်ထားပါအပူချိန်ကျဆင်းလာတဲ့အခါမှာလေဟာစိုထိုင်းမှုကိုဖြစ်စေပါတယ်လေဝင်လေထွက်မကောင်းမှုဆိုရင်တင်းရဲ့အိမ်ဟာစိုထိုင်းစားမြင့်လာပြီးတော့ပစ္စည်းတွေမှာမှုတက်ဖို့လွယ်ကူလာပါလိမ့်မယ်အဝတ်တွေနဲ့ပစ္စည်းတွေမှာဖားဦးတို့မိုးတို့မဆွဲစေခြင်းဒီအချက်တွေကိုတေချာလိုက်နာဖို့အကြံပြုချင်ပါတယ်ဟုတ်ကဲ့ပါဆုံးနီနားဆင်ပေးလို့ကျေးဇူးထူးပဲတင်ရှိပါတယ်